အတန်သေးသေးလေးတစ်ခုကြောင့်အိမ်ကူတွေကတစ်ခုခုမမှန်တော့ဘူးဆိုတာသတိထားမိသွားကြတယ်သူတို့ကအစားအသောက်အားလုံးကိုအလင်းအမြန်ဖွက်ထားလိုက်ကြတယ်အကြောင်းရင်းကတော့ဘတ်လို့ခေါ်တဲ့စော့ကစားလုံးနဲ့ခွေးတစ်ကောင်ကြောင့်ပါသူတို့အစားအစာတွေဖွက်နေတဲ့အချိန်ဘတ်ရောက်လာပေမဲ့အိမ်ကူတွေကဘာမှမကြွေးပဲအပြင်ကိုနှင်ထုတ်လိုက်ကြတယ်ဘတ်ရဲ့တခင်ကသူ့ကိုအရန်ချစ်ပေမဲ့ဒီတစ်ခေါက်တော့အိမ်ကူတွေရဲ့စကားကိုနားထောင်ပြီးဘတ်ကိုအပြင်ထွက်ခိုင်းလိုက်တယ်ထုံးစံအတိုင်းဘတ်ကတင်းပေါက်ကနေအိမ်ထဲပြန်ဝင်ဖို့ကြိုးစားတယ်ဒါပေမဲ့သူ့တခင်ကအဲ့ဒီအကွက်ကိုတိထားပြီးသားဖြစ်တယ်အဲ့ဒီနေ့မှာဧည့်သည်တွေလာမှဖြစ်ပြီးအစားအသောက်အားလုံးကိုသူတို့အတွက်တေချာပြင်ဆင်ထားခဲ့တယ်အဲ့ဒီအချိန်မှာပဲဘတ်ကတောယုံတစ်ကောင်ကိုတွေးလိုက်တယ်မစင်စားတော့ပဲချက်ချင်းလိုက်ဖမ်းတော့တယ်ဥယျာဉ်ထဲရောက်သွားတဲ့အခါအရသာရှိတဲ့အစားအသောက်တွေနဲ့ပြည့်နေတဲ့စပွဲတစ်လုံးကိုတွေးလိုက်ရတယ်သူကနှက်ခမ်းတက်ပြီးစပွဲစီလျှောက်သွားတယ်အဲ့ဒီအချိန်ကသူ့တခင်ကဧည့်သည်တွေနဲ့တပ်ပုံရိုက်နေတဲ့အချိန်ပဲဖြစ်တယ်ဘတ်ကတော့ကြက်ပေါင်တစ်ချောင်းကိုပါဇက်ထဲကိုက်ထားပြီးသားဖြစ်နေတယ်သူ့တခင်ကစပွဲပေါ်ကအစားအသောက်တွေအကုန်လုံးရှုပ်ပွင့်ကျဲနေတာကိုမြင်လိုက်တော့အရန်ဒေါသထွက်သွားတယ်အဖြစ်ပေးတဲ့အနေနဲ့နောက်တစ်နေ့မှာဘတ်ကိုအစားလုံးဝမကြွေးခဲ့ဘူးအဲ့ဒီညမှာပုံတဲ့တချို့ကအခွင့်ကောင်းယူလိုက်တယ်သူတို့ကအစားအစာနဲ့ဘတ်ကိုညှောက်ခေါ်ပြီးလှောင်အိမ်ထဲပိတ်ထားလိုက်တယ်ဘတ်ကသူ့တခင်စီကနေခေါ်ဆောင်သွားခံရပြီဆိုတာနားလည်သွားတယ်နောက်တစ်နေ့မှာပုံတဲ့တွေကသူ့ကိုနှင်းတွေဖုံးလွှမ်းနေတဲ့ဒေတာတစ်ခုစီခေါ်သွားကြတယ်ဒါဟာဘတ်အတွက်နှင်းကိုပထမဆုံးအကြိမ်မြင်မှုတာပဲဖြစ်တယ်သူ့ကိုအခြားခွေးတွေအများကြီးနဲ့အတူထားခဲ့ကြတယ်အချိန်နဲ့ငယ်ကြပြီးနောက်လူတစ်ယောက်ကဘတ်ကိုဝယ်သွားတယ်ဒါပေမဲ့အဲ့ဒီလူရဲ့ဇနီးကတော့မကျေနပ်ဘူးသူမကဒီဈေးနဲ့ဆိုခွေးနှစ်ကောင်တောင်ဝယ်လို့ရတယ်လို့ထင်နေခဲ့တာကြောင့်ဖြစ်တယ်ဘတ်ကအလုပ်လုပ်တာထက်ပြဿနာပိုရှာတက်လို့တခြားခွေးတွေစိတ်နှောက်ယှက်ဖြစ်နေကြတယ်ဒါပေမဲ့သူ့ပိုင်ရှင်အစ်စ်ကတော့ဘတ်ကိုနားလည်ပေးတယ်ဘတ်ကအရင်ကနှင်းဒေတာမှာတစ်ခါမှမနေဘူးတာကြောင့်နှင်းပေါ်မှာပြေးရတာအခက်အခဲရှိနေတယ်သူ့ပိုင်ရှင်ကစိတ်မပူနဲ့တဖြည်းဖြည်းနဲ့မင်းသားကြသွားလိမ့်မယ်လို့အားပေးပြောခဲ့တယ်ရက်အနှဲငယ်ကြာမှာဘတ်ကနှင်းပေါ်မှာပြေးရမှာကျွမ်းကျင်သွားခဲ့တယ်တညညစာစားနေချိန်ဘတ်ကဟတ်စကီခွေးတစ်ကောင်ကအခြားခွေးတစ်ကောင်ရဲ့အစာကိုလူယူသွားတာကိုတွေ့လိုက်တယ်တခြားခွေးတွေကအားနေလုံးလို့ပြန်မတားနိုင်ကြဘူးဒါကိုမြင်တော့ဘတ်ကစိတ်မကောင်းဖြစ်သွားတယ်ဒါကြောင့်သူကကိုယ့်အစာကိုအဲ့ဒီခွေးကိုပေးလိုက်တယ်ဘတ်ရဲ့ကျင်နာမှုကိုမြင်ပြီးနောက်တခြားခွေးတွေကလည်းသူ့ကိုချစ်ခင်လေးစားလာကြတယ်ရက်အနှဲငယ်ထက်ကြပြီးတဲ့နောက်မှာတော့ဘတ်ဟာခွေးအုပ်စုတစ်ခုလုံးရဲ့ခေါင်းဆောင်ဖြစ်လာခဲ့တယ်